လူမိုက်ဆိုရင်ချောင်းလေးလွယ်လေမမီဝဲနဲ့ကင်းအောင်လေပညာရှိကိုအရှိတွေလေမိဝဲစီကမိလူလေသုံးမရေလာမိငါများလေဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆက်ရေးညော်တွေသုံးချက်ပေးကျိုးပြုခဲ့လို့ဒီကောင်းမှုအထူးရှိပါလေမိမိကိုကောင်းအောင်ထိန်းလို့မတိမ်နဲ့ဆောက်ကြည့်လေဥစ္စာကိုပေးနေထိုင်ရင်ညော်ရီသုံးချက်ပေးရာမဘုရားဝါရကပ္ပမင်္ဂလာရေတကောင်းတရားကိုတည်းများရှိပါစေ။အိုးအိမ်တီထောင်ဝမ်းသာရေးနဲ့အတန်ဝေဖို့အတတ်တင်လေလူမစ်ဆိုင်ရာချင်းဝင်များကောင်းစွာသိချနာလေလေမကရင်ချစ်ချိုတာအေးဆိုရင်တပါစေအေးရာမဘုရားဝါရကပ္ပရွှေတောင်းမိပါချေကိုကောင်းပါစပိဝိချေချင်းချွေသိချလာတာနဲ့မရဘူးမြောက်စားကြီးမြင့်ဝိကုံစေအလုံးတော်ဝေးမလေးနဲ့အပြေကင်းအောင်လုပ်ပါလေစီစိမ်ကိုပေးပြုစု၍မျော်ရည်သုံးချက်ပေးစေတနာပြုစေလန်းလို့ဘေးကဝေမြလူနိုင်စေကိုယ်လုံးစိတ်ချမ်းမမိုင်ပါနဲ့သူစရိုက်ရာကိုချစ်ပါလေဆွေမျိုးတွေကိုပြစ်မှတ်ထားနဲ့တင်ဟာရနဲ့ချီးမြှောက်လေတန်စင်ပြမျိုးညူလူချိုးတယ်လို့ရဆောင်လေမကောင်းမှုတွေကိုတည်းများကိုမတွေ့ခင်ကရှောင်ကျင်လေတွေ့ကြုံလာရင်မလို့ချူနဲ့အထူးသဖြင့်ဆောင်စည်းနေအေးရသေးသာမတော်စားနဲ့မောင်မတတ်တဲ့အိယာပင်လောက်ကင်ပြောချတတိထားတရားမမေ့စီကခါသာယိုသေးသေးမာနတကုံကောင်းမချနဲ့ကိုကိုနှိတ်ချအမြဲနဲ့လောဘအပေါ်လုံးမလိုက်နဲ့ကိုထိုက်တာနဲ့ဒီနဲ့လေကိုပေါ်ပြူပြူချေသူအထူးတည်တဲ့စေအေးရာမဘုရားဝါရကပ္ပမင်္ဂလာရေဝိစာနေတိုင်းရခတ်တဲ့စိတ်ကိုချုံထိတ်ပြီးခံလေဒုချောင်းပြမျိုးစုံသာစကားနဲ့ပြောကြနာကနာလွယ်စေသူမ
မြတ်ပုဂ္ဂိုလ်ဟုသမျှမကြခဏတွေ့ဆုံးလေသဘာဝတွေ့မှန်ခံရဲ့ဆွေးနွေးမပြတ်သေးအဲ့ဒါကဘုရားဝါရသဘာဝလာရီလောကီအာယုစိတ်ယူလို့ပြောမကျူးနဲ့ထိုးရှာလေမြတ်တာပြောဆိုလက်ကိုင်းကုန်လို့သူမြတ်ချင်းထုံးရွံ့မသွေလေးပါးသစ္စာဉာဏ်နဲ့ကြည့်အမှန်တရားကြိုးစားလေဒုက္ခလွန်ကင်းနေရခြင်းအလေးပေါက်နိုင်လေအဲ့ဒါမှဘုရားဝါရကပ္ပယလာရေစီရဲ့ချမ်းသာသဘာဝတွေ့ကြုံနေကြလူတိုင်းပဲကောင်းစွာနဲ့တတ်ဆုံးတွေ့လို့တလဲစီနဲ့အမြဲတည်းလောကရန်ချုံမချုံစံတော့မတုံစံနဲ့စိတ်ခိုင်လေတောကကိုထိရမသေးအေးလေးချမ်းသာလေအဲ့ဒါမှဘုရားဝါရကပ္ပမင်္ဂလာရေ38ဖြာမင်္ဂလာတရားပြပြနေကြပါလေဟိုတိုင်းဒီပြေရစိတ်ကင်းလို့လူနဲ့လူချင်းတကားနဲ့ငြိမ်းချမ်းပါစေအာတိတာနဲ့စွမ်းနာရာကကူညီစေ38ဖြာမင်္ဂလာတရားရေနာဖြတ်ပါဝေ